ဘောကမြင်ကွင်းများစွာရောင်စုံလူတွေရဲ့လှူရှာမှုတိုင်းမှာမျောလင်းခြင်းများစွာစကားဘောကမြင်ကွင်းများစွာကိုစီကိုငါစိတ်ကူးအိမ်မက်တွေနဲ့ပြန်တန်းကြလာချိုးကတော့ညီညူလောကကြီးကိုအပြစ်တင်ဝေးပါရင်စင်လိုက်တက်လိုက်ပါလားချိုးကတော့ကောင်းပြီကိုချင်းသာတရားနဲ့ဘဝကိုရှင်းတန်ရင်နှိုးကြကြိုးစားနေကြလာကြမှာပါစေလိုတိုင်းကိုရခြင်းကြောင်းမှာပဲနေ့ရက်တိုင်းကိုဖြတ်ကျော်သွားနိုင်ဖို့ကစိတ်ကိုအားကိုကောင်းအောင်ဆွမ်းဆောင်ကြပါဝါရဲ့နိုင်ပိုက်စားငါလည်းတွေ့ရပြီအားလုံးကိုလည်းပဲရမှာဒီနေ့တော့ဖြစ်ချင်တဲ့ရဖြစ်လာကြမှာပါအစေလိုတိုင်းကိုရခြင်းကြောင်းမှာပဲနေ့ရက်တိုင်းကိုဖြတ်ကျော်သွားနိုင်